ခုလေတရင်တက်လာသည်လားရွာဘက်မှာကလေးလေး2ယောက်ပေါ့သူတို့ကစားဖို့ကစားဘက်တငယ်ချင်း3ယောက်ကသူတို့ချက်လိုက်ကြကွာဘာလို့လဲအဲ့လိုစကားများရပေါ့ကွာအရင်ရှေ့ရမှာစကားများတယ်ဒါပေမဲ့သူတို့ညီကို2ယောက်ပြန်ပြီးလက်ဆင်ပေးမယ်ဆိုပြီးတော့ရဲခေါ်ပြီးတော့ခဲလုံးနဲ့ခေါင်းကိုချက်လိုက်တာအဲ့ဆိုသူတို့ဗီဒီယိုတွေ့ရကွာအဲ့အခင်းဖြစ်တဲ့နေရာကိုတွားကြည့်ရောအတော်ကြီးတယောက်ကိုဝင်ပိုးပြီးတော့ပြောတာကိုကြီးကိုပေါ့အဲ့လိုခဲလုံးနဲ့အဲ့လိုလုံနေတဲ့အချိန်မှာဒါလွတ်အောင်ပြေးပေါ့ဒါပေမဲ့ဒါမလွတ်ဘူးပေါ့ကွယ်ဒီလားတောက်ပါလို့လုံတယ်ပေါ့ဆိုပြီးတော့တိုင်နေကွာမိကားရလာတာဘလို့လုံကြရလဲခုခေတ်ကလေဘလို့ဖြစ်နေကြလဲတော့မသိပေမဲ့ကွာ10ကျော်တက်အရွယ်လေးနဲ့အဲ့လောက်ထိလုံဖို့လူလို့လားကလေးတို့ရဲ့ကိစ္စတစ်ခုလုံးမယ်ဆိုလို့ရှိရင်တခြားစဉ်းစားပြီးမှလုပ်ကြပါအဲ့လိုမျိုးရင်မလုပ်ပါနဲ့ဒီလားတကယ်မြင်တွေ့နေရလေစိတ်မကောင်းလည်းဖြစ်တယ်တန်ဝေကလည်းရတယ်မိဘရှိရဲ့ကလေးလည်းတတိထားပါအပြင်တယောက်တည်းသွားလာနေတဲ့ကောင်မလေးလည်းဂယူဆိုင်ကြရပါအခုခေတ်ကာလကြီးကလုံးဝမကောင်းပါဘူးနော်ဂယူဆိုင်ကြနော်